ဒီစားရှိရတဲ့နဲ့တော့ဘာဖြစ်လို့အလွယ်တကူဖောက်ပြန်ကြတာလဲနံပါတ်1အနေနဲ့ဆိုလို့ရှိရင်တော့ဒါအသက်မရှိတာဖြစ်ပါတယ်စီကံမရှိတာပေါ့နော်ကိုယ်စမရေးစားရှိရတဲ့နဲ့တခြားတစ်ယောက်နဲ့အလွယ်တကူဖောက်ပြန်ပြီးတဲ့စီတော်ရာမျိုးကိုလုပ်တယ်နံပါတ်2ချက်အနေနဲ့ဆိုလို့ရှိရင်တော့ self control အားနေတာကိုယ့်ကိုထိချုပ်နိုင်စွမ်းမရှိဘဲနဲ့တပားသူကတခြားကောင်မလေးကဖြစ်တခြားကောင်လေးကဖြစ်စီပေါ့နော်ကိုယ့်ကိုစိတ်ဝင်စားတယ်လို့အမူအရာပြလိုက်ပြီးဆိုရတဲ့ကိုယ်ကလည်းပြန်ပြီးတော့သူ့ပေါ်မှာစိတ်ရင်သွားတာမျိုးဖြစ်တာပေါ့နော်နံပါတ်3စိတ်မခိုင်တာပေါ့နော်ခုနပြောခဲ့သလိုပါပဲတစ်ဖက်ကကိုယ့်ကိုစိတ်ဝင်စားနေတဲ့ပုံစံပေါက်တယ်သူကနေပြီးတော့ကိုယ့်ကိုလဲရောဆက်ဆံတဲ့ရောတော့ဆက်ဆံလေးဆိုရှင်သူငါ့ကိုမြန်စိတ်ဝင်စားနေရလားမသိဘူးဆိုပြီးတော့ကိုကလည်းလည်းစိတ်ခိုင်မာမှုမရှိဘဲနဲ့မစုတ်ခင်ကနေပြီးတော့ဒါမြင့်ရှင်တဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အမလေးကိုယ့်ရဲ့လုပ်ရက်တွေကိုကိုယ့်ဘာသာကိုလည်းပြန်ပြီးတော့ခွင့်လွှတ်နေတာပေါ့နော်သူကတော့မသိတော့ပါဘူးငါကဒါအမြဲမလုပ်ပါဘူးတော့ပဲငါအတီပါဒါအပျော်ပါဆက်သဖြင့်နေပေါ့နော်သူတော့မသိတော့ပါဘူးဆိုရဲစိတ်နဲ့ကိုအပြစ်ရှိစိတ်မဝင်ပဲနဲ့ကိုပြန်ပြီးတော့ခွင့်လွှတ်နေတာမျိုးနံပါတ်5 conflict တွေကိုဖြေရှင်းတတ်တာဆိုတော့သမီးစားစုံတွေမှာဒီ conflict ဖြစ်တာကဒါဘာဝပဲပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပြဿနာနဲ့ရင်ဆိုင်လာတဲ့အခါကျလို့ရှိရင်ဟာစိတ်ရှုပ်ဖို့ကောင်းလိုက်တာငါ့ကိုစိတ်လျှော့အောင်ပဲလုပ်နေတယ်စိတ်နှောက်ယှက်တွေပဲပေးနေတယ်ဆိုပြီးပြဿနာကိုဖြေရှင်းဖို့မကြိုးစားပဲနဲ့ပြဿနာကနေပြီးတော့ရှောင်ထွက်မယ်နောက်ထပ်အတစ်တယောက်ပြောင်းထားမယ်ဆိုတော့စိတ်မျိုးအလွယ်တကူရှိတာမျိုးကိုပြောချင်တာဖြစ်ပါတယ်တင်းရဲ့ချင်းမျိုးစိုက်တဲ့ဗီဒီယိုကိုအောက်ကကွန်မမှာဝင်ရောက်ပြီးတော့ဆွေးနွေးကြနိုင်ပါတယ်ဒီရှယ်ရနာပါနောက်ဘက်ဒီပါပြန်လည်ဆုံတွေ့ပါမယ်